မိုးဝင်ရောက်လာတဲ့အခါရိုးမဝေါ်ဖြတ်ပြန်ရင်မြောက်ဘက်ကိုဦးတီလေကသားပေါက်ရရစီမိုင်းတောင်ချီပြန်လေပြီကြိုးကြငဲ့တို့ရဲ့မိုင်းတောင်ချီပြီးစဉ်မျိုးစေ့ရဲ့အာမန်ကူဝါလမ်းကြောင်းမှရွေးချယ်ခြင်းညာနီဦးတက်လုံးမကောင်းရင်မွေးဖွားရရစီမိုင်းတောင်ချီပြန်နေကြိုးကြငဲ့တို့